ကုချင်းရဲ့ဓာအမြန်နှုန်းဟာကိုငပြင်းရဲ့အိတ်နေတယ်လို့ပဲရှိတဲ့အတွက်သူ့ရဲ့ဓာဟာကိုငပြင်းရဲ့ဖိနှိပ်ခြင်းကိုခံလိုက်ရပါတယ်။ပွဲကြီးနေတဲ့သူတွေအားလုံးကလည်းကိုငပြင်းဟာဒီလောက်စွမ်းအားကြီးတဲ့သူမှမထင်ထားခဲ့တာကြောင့်အံ့ဩစွာကြည့်နေရင်ဒါဟာတိုက်ဆိုင်ပြီးကံကောင်းသွားတာပါလို့ကုချင်းကဆိုပြီးဖုံးကွယ်ထားတဲ့နဂါးဓာ6ချက်တိုင်းကိုထုတ်လိုက်ပါတယ်။နဂါးဓာ6ချက်တိုင်းဟာတောင်ကူကူရဲ့ဓာတိုင်းဖြစ်ပြီးတောင်တခင်တွေကဒါတင်ရီခွင့်ရှိခဲ့တာကြောင့်အခုလိုဓာဆောင်ကတပည့်ကိုတင်ပေးခဲ့တာကြောင့်တဲဝတောင်ကစီးကျော်သွားပြီလို့ကြီးကဲတွေကပြောဆိုနေပါတယ်။ကုချင်းရဲ့ရေချင်းဟာတခြားတပည့်တွေအားလုံးထပ်သားပေမဲ့ကြောက်လန့်ရွေ့ကိုမိဖို့လိုသေးတာကြောင့်သူ့ရဲ့ဆရာတောင်တခင်ကနဂါးဓာ6ချက်တိုင်းကိုကျင့်စီခဲ့ပါတယ်။နဂါးဓာ6ချက်တိုင်းကျင့်စဉ်ဟာမိထက်အစာပေါင်းများစွာပြင်းထန်တာကြောင့်ကျင့်စဉ်တွေကစိတ်ပညာကိုဒါလေ့ကျင့်ပြီးသူ့ဓာရဲ့အာနေချက်နဲ့ချွင်းရင်းချက်ကိုဖြည့်ဆည်းကလူတွေရှိမှဓာတိုင်းကိုထုံမသုံးဖို့မှာကြလိုက်တော့လေကုချင်းဟာစိတ်လွတ်ပြီးထုတ်သုံးခဲ့တာကြောင့်တောင်တခင်ကစိတ်ပြတ်နေခဲ့ပါတယ်။တစ်ဖက်မှာလည်းနဂါးဓာ6ချက်တိုင်းနဲ့ကိုငပြင်းကိုအဆုံးသတ်ဖို့လုပ်ခဲ့ပေမဲ့ဒီတစ်ခါမှလည်းတစ်ချက်ထဲနဲ့ရိုးရိုးရှင်းရှင်းလေးဓာကိုဓာလိုက်တာကြောင့်တောင်တခင်တောင်အံ့ဩသွားခဲ့ပါတယ်။အဲဒီနောက်သူတတိမထားမိလိုက်တဲ့အချိန်မှာကိုငပြင်းဟာသူ့နားကိုရောက်ရှိနေပြီးဟိုဘက်လေခိုင်ကငငယ်တုန်းကကိုရီရိုက်ခံရတယ်လို့မျိုးဓာနဲ့ဆိုဘလို့တီးခံလိုက်ရပါတယ်။တောင်ကူကူရဲ့ဓာတိုင်းဖြစ်တဲ့နဂါးဓာ6ချက်တိုင်းကိုဘလို့တားနိုင်ခဲ့ရလဲလို့ကုချင်းကမေးလိုက်တော့သူ့ရဲ့ဓာထက်ကိုငပြင်းရဲ့ဓာဟာပိုမြန်တာကြောင့်သူ့ရဲ့ဓာဘေကလာရှင်းရှင်းလင်းလင်းမြင်ရတာကြောင့်ဓာစီနိုင်ခဲ့တာလို့ကိုငပြင်းကဆိုလိုက်ပါတယ်။ဒီလောက်လွယ်ကူရိုးရှင်းတာပဲလားလို့ပြန်မေးလိုက်တော့ဓာဆိုတာစကရေကလွယ်ကူရိုးရှင်းတဲ့ပစ္စည်းဖြစ်ပြီးကောင်းကင်မှာပြန့်နေတဲ့ဓာနဲ့လက်ထဲမှာကင်ထားတဲ့ဓာဟာတူညီတဲ့ဓာတစ်လက်ဖြစ်တာကြောင့်အရာအလုံးဟာကိုယ်ပေါ်ပဲမူတည်ပြီးဓာကိုရှုပ်ထွေးစွာတွေးမနေပဲလွယ်ကူရိုးရှင်းတဲ့ဓာတစ်လက်ဖြစ်မြင်နိုင်ရင်သူ့လိုလင်းမြန်စွာဓာကိုထိန်းချုပ်နိုင်မယ်လို့ကိုငပြင်းကဆိုလိုက်ပါတယ်။ဒါဟာသူကြားဘူးသမျှတွေမှာအယိုးရှင်းဆုံးနဲ့အမှန်ကန်ဆုံးအနက်နည်းဆုံးဓာရဲ့အသေးပဲဖော်ပြချက်ပဲလို့ကုချင်းကစိတ်ထဲမှာတွေးကဒီလူရဲ့နားလည်လည်စွမ်းဟာတော်တော်မြင်ပြီးတာမန်လူတွေလုံးဝမရှင်းနိုင်တာကိုသူသိသွားပြီလို့ဆိုကအခုလိုတင် ကြားပေးတာကိုကျေးဇူးတင်ကြောင်းပြောပြီးသူ့အရှုံးကိုဝန်ခံကပြိုင်ပွဲတွင်းကထွက်သွားခဲ့ပါတယ်။ဒီမြင်ကွင်းကိုကြည့်နေတဲ့ပေါင်ကန်းလေးဟာသူ့သခင်လေးအတွက်ပီတိဖြစ်ကဝမ်းသာနေပြီးတောင်တခင်တယောက်ကကိုငပြင်းနှားရောက်ရှိလာကသူနဲ့အတူဓာတိုင်းတင်ယူခြင်းလားလို့မေးလိုက်ပါတယ်။အဲဒီနောက်ရှိလိုင်တောင်တခင်ကလည်းသူ့တောင်ကိုလာဖို့ဖြောင်းဖြနေပြီးပြီးဟုတောင်တခင်ကသူ့တောင်ကိုလာရင်ကြည်ကြံမှုလိုအပ်တဲ့ရင်းမြစ်အားလုံးကိုသူတို့တောင်ထိပ်တစ်ခုလုံးကကိုညီပေးမယ်လို့ဆိုကတခြားတောင်တခင်အားလုံးကလည်းကိုငပြင်းကိုသူတို့တောင်ထိပ်ကိုလာဖို့လူရဲခေါ်နေကြပါတယ်။အရင်ကကိုငပြင်းကိုအပြင်းကြီးပြီးအတုံးမကျတဲ့သူလို့ထင်ထားတဲ့သူတွေဟာအခုမှပြောင်းလဲသွားပြီးသူနဲ့ပြန်လူနေတာကိုမရှက်ဘူးလားလို့တောင်တခင်မို့ကအော်ဟဲကကိုငပြင်းကိုသူဟာသူတို့အားလုံးနဲ့မတူပဲအမြဲတမ်းမျောလင့်နေတာသိတယ်မလားလို့မျက်နှာချိုသွေးနေပါတယ်။တစ်ဖက်မှာလည်းချေးုံတောင်တခင်မလေးကကိုငပြင်းရဲ့အရေးချင်းကိုအမြဲတမ်းအတိမတ်ပြုနေပြီးကိုငပြင်းကိုဘယ်သူမှမသိခင်ကလေးကသူဟာကိုငပြင်းကိုစောင့်ကြည့်နေပြီးဓာတ်ဆက်ကန်သူပြိုင်ပွဲပြီးရင်သူ့တောင်ကိုခေါ်ဖို့အရင်ကလေးကတွေးထားတယ်လို့ဆိုလိုက်ပါတယ်။ကိုငပြင်းရဲ့အမြင်အာရုံနဲ့ပါရမီဟာဂိုင်းကျုပ်တွေထက်တောင်တာလွန်တာဖြစ်လို့သူတို့ဂိုင်းကဒီလိုပါရမီရှင်ကိုစောစောရှာမတွေ့တာနောင်နာရဆုံးပဲလို့တခြားဂိုင်းရဲ့သူတော်စင်တွေကဆိုနေပါတယ်။ငွေရပါကြီးညံသူပါရမီရှင်၃ယောက်ထက်ပိုပြီးတာလွန်လို့ချေရှမ်းဂိုင်းရဲ့တောင်ထိပ်အလုံးကလူရဲနေကြတာဟာတကယ်အားကျစရာပဲလို့ရှမ်းလင်ဂိုင်းရဲ့အကြီးအကဲကဆိုလိုက်ပါတယ်။တောင်ထိပ်ကူကူမှာဘာလို့၈ခုပဲပေါ်လာတာလဲလို့သူ့ရဲ့တူမလေးကမေးလိုက်တော့ချေရှမ်းတောင်ထိပ်ကူကူမှာရှမ်းမော့လို့ခေါ်တဲ့အထီးကျန်တောင်တစ်ခုပါတောင်ပေါ်မှာလူတယောက်ပဲရှိပြီးထိုလူဟာဟိုတလောကမှနတ်ဖြစ်ပြောင်းလဲသွားတဲ့သူတော်စင်ကြည်ရန်ဖြစ်ပြီးတခါမှတပည့်လက်မခံတော့သူနတ်ဖြစ်ပြီးနောက်ပိုင်းဓာတ်ကိုဆက်ခံမဲ့တပည့်မရှိရကြောင်းရှမ်းမော့တောင်ကိုပိတ်ထားလိုက်တာလို့တူမလေးကိုရှင်းပြလိုက်ပါတယ်တစ်ဖက်မှာလည်းဂိုင်းသားတွေကဆရာတူကိုကျင့်ကြူဟာအပြင်ဂိုင်းနန်းဆုံးဥယျာဉ်မှာရှိတုန်းကလေးကတာမန်မဟုတ်ပဲသူတို့နားမလည်တဲ့ကျင့်စဉ်တွေကိုညွန်ပြပေးဘူးတယ်လို့ဆိုကချီချူနေကြပါတယ်ပြိုင်ပွဲကြီးကျက်သူအကြီးကဲကဘယ်တောင်ကိုရွေးချယ်မလဲလို့ကိုငပြင်းကိုမေးကသူ့ရဲ့ရှိရွက်တောင်ကသုံးမကုံတဲ့နှစည်းလုံးတွေနဲ့တောင်တခင်စီမှာဂိုင်းကျုပ်တောင်မရနိုင်တဲ့ပစ္စည်းကောင်းတွေအများကြီးရှိရာဖြစ်လို့သူတို့တောင်ကိုရွေးချယ်ရင်သူ့ကိုအကုန်ပြီးမယ်လို့ကတိုးလေးမြူဆွဲနေပါတယ်ပြိုင်ပွဲမပြီးဆုံးခင်ဆုံးဖြတ်ရမယ်လို့ပြောတော့သူစဉ်းစားပြီးမယ်လို့ကိုငပြင်းကဆိုကအထာကြကြဓာပြန်စီပြီးထွက်သွားတော့အကြီးကဲလဲကိုငပြင်းရဲ့ဓာပြန်စီစကေးကိုကျွေးဆင်းသွားခဲ့ပါတယ်ကိုငပြင်းရဲ့ဓာတိုင်ဟာသူတွေ့ဘူးတမျှလူတွေထဲမှာနံပါတ်1နေရာမှာရှိပြီးတော်တယ်လို့လာရွယ်ကဆိုကပြိုင်ပွဲကွင်းထဲကိုဝင်လာခဲ့ပါတယ်ပြိုင်ပွဲကြီးကျက်သူအကြီးကဲကသူနဲ့ရှင်ပြိုင်စရာလူမရှိတော့လို့ပြိုင်စရာမလိုတော့ကြောင်းပြောကတခြားတောင်တခင်တွေကိုခေါ်ယူလို့ရပြီလို့ဆိုလိုက်ပါတယ်အဲဒီနောက်ရှမ်းတဲ့တောင်တခင်ရွှန်ချီချင်းရောက်ရှိလာကကြောက်လရွေဟာချင်းရှမ်းရဲ့အနာဂတ်ဖြစ်လို့မကောင်းတဲ့ဆရာနဲ့တွေ့ရင်သူချစ်ကျင်လာကိုနှောင့်နှေးစီမှာကြောင့်သူ့စီလာဖို့ဆိုလိုက်ပါတယ်နှစ်အတော်ကြာတပည့်လက်မခံဘ
ပဲဓာတ်စက္ကန့်သူပြန်ပွဲကိုတော့ဝင်ပါလေးမရှိတဲ့ရှမ်းတေတောင်တခင်ရွမ်ချီချင်းကိုယ်တိုင်လာရောက်ဖိတ်ခေါ်တာဖြစ်လို့တခြားတောင်တခင်တွေလည်းသူနဲ့အတူပြိုင်ဆိုင်ပြီးမလူရေးပဲဖြစ်နေပါတယ်အဲ့ဒီနောက်လာရွရဲ့ဆရာကစိတ်ကိုငြိမ်ငြိမ်ထားဖို့ပြောပြီးဘယ်တောင်ထိပ်ကိုသွားမလဲဆိုတာကိုယ်တိုင်စိတ်ချက်ရွေးချယ်လို့ရကြောင်းဆိုလိုက်ပါတယ်လာရွဟာလွတ်နေတဲ့နေရာကိုတစ်ချက်ကြည့်ကရှမ်းမော့တောင်ကိုရွေးချယ်တယ်လို့ပြောတော့အကြီးကဲတွေနဲ့သူ့ဆရာလည်းအံ့ဩသွားကနှစ်တရာအတွင်းမှာရှမ်းမော့တောင်ကဓာတ်စက္ကန့်သူပြန်ပွဲကိုတခါမှဝင်မပါခဲ့တာကြောင့်သူတို့စင်ကြည့်ရင်နှက်ဖြစ်သွားပြီးနောက်ပိုင်းတောင်ကိုပိတ်ထားတာဖြစ်လို့သူ့ကိုလေ့ကျင့်ပြီးတဲ့ဆရာလည်းမရှိတာတိလျက်နဲ့ဘာလို့ရွေးချယ်ရလဲလို့သူ့ဆရာကဆိုလိုက်ပါတယ်သူတို့စင်ကြည့်ရင်ကိုသူတခါမှမတွေ့ဘူးပေမဲ့အရင်ကသူတို့စင်ကြည့်ရင်ဟာကျောင်းကုန်းမြို့ကိုဖျက်သွားစဉ်ကသူ့အမေကိုတွေးခဲ့ပြီးဗိုက်ထဲမှာပဲရှိနေသေးတဲ့သူ့ကိုသူတို့စင်ကြည့်ရင်ရဲ့ဓာတ်စက္ကန့်သူအဖြစ်ရွေးချယ်လိုက်ပါတယ်တိတ်မကြခင်မှာပဲသူ့ကိုမွေးဖွားလာခဲ့ပြီးအဲ့ဒီနောက်ပိုင်းချေရှမ်းကိုင်းကိုဝင်ရောက်နိုင်မှုအတွက်အထီးကျန်စွာနဲ့ခက်ခက်ခဲခဲစိတ်နှစ်ပြီးလေ့ကျင့်နေခဲ့ပါတယ်ချေရှမ်းကိုင်းကိုရောက်တော့လေရွှေရှိတောင်ထိပ်မှာ၃နှစ်ကြာအောင်တကိုယ်လုံးစုပ်ပြတ်တဲ့အထိအသေးစူးစမ်းလေ့ကျင့်နေခဲ့တာဟာရှမ်းမော့တောင်ကိုတဖန်ပြန်ထွန်းလင်းလာဖို့အတွက်နဲ့အမွေနှစ်ကိုလည်းလက်ဆင့်ကမ်းနိုင်မှုအတွက်လို့ဆိုလိုက်ပါတယ်ဘာလို့ဒီလိုလုပ်ရတာလဲလို့မေးလိုက်တော့သူဟာအစကတည်းကဂိုင်းကျုပ်ကြည့်ရင်ရွေးချယ်ထားတဲ့ဓာတ်စက္ကန့်သူဖြစ်တဲ့အတွက်ကြောင့်လို့ဆိုလိုက်ပါတယ်ရှမ်းမော့တောင်ကချေရှမ်းရဲ့အစီရင်နဲ့ပိတ်ထားတာဖြစ်လို့အစီရင်ကိုကြိုဖြတ်ပြီးတောင်ပေါ်ကဖူစီတာကိုယူနိုင်မှရှမ်းမော့တောင်ကလည်းပြန်ဖွင့်နိုင်မှာဖြစ်လို့တောင်ပေါ်ကိုသွားခြင်းရင်ပင်လယ်အစင်းရောက်မှသွားနိုင်မယ်လို့ဆိုကသူ့လိုလေလက်အစင်းနဲ့သွားရင်တေဖို့လမ်းမရှိရဲ့လို့ရှမ်းတေတောင်တခင်ကဆိုလိုက်ပါတယ်သူကဂိုင်းကျုပ်ကြည့်ရင်ရဲ့အမွေနှစ်နဲ့ဓာတ်စက္ကန့်သူဖြစ်လို့တေးရမှလည်းမကြဘူးလို့ဆိုကတကယ်လို့အောင်မြင်ခဲ့ရင်တော့ဆရာမရှိလဲသူတယောက်တည်းလေ့ကျင့်မယ်လို့ဆိုလိုက်ပါတယ်တယောက်တည်းလေ့ကျင့်ရလည်းမစိုးပါဘူးလို့ကလေးမလေးကဆိုလိုက်တော့အတော်ဖြစ်သူကဒါဟာကောင်းတဲ့လက္ခဏာမဟုတ်ပဲဆရာညွှန်ကြားမှုလည်းမရှိတကယ်ဓာတ်တိုက်စာအုပ်လည်းမထိတွေ့နိုင်တာကြောင့်မွေးရပါကျင့်ကြံသူပါရမီရှင်ဆိုရင်တော့တခြားတပည့်တွေထက်ကျင့်ကြံရမှာနှေးကွေးသွားမှာဖြစ်ကြောင်းရှင်းပြပါတယ်အဲ့ဒီနောက်ဘာလို့အလောက်တောင်ရှမ်းမော့တောင်ကိုတက်ချင်တာလဲလို့ကိုငပြင်းကမေးလိုက်တော့ဘာမှပြန်မပြောပဲတိတ်ဆိတ်စွာနေနေတဲ့လာရွေကိုကြည့်ရင်သူလည်းရှမ်းမော့တောင်ကိုရွေးချယ်တယ်လို့ဆိုလိုက်ပါတယ်အကုန်လုံးကလည်းကိုငပြင်းနဲ့လာရွေကိုနားမလဲစွာမေးခွန်းထုတ်နေရင်ရှမ်းမော့တောင်ကြီးကိုလာခဲ့ပါတယ်သူတို့နှစ်ယောက်တောင်ထိပ်ကိုတက်နိုင်ပြီးဖူစီတာကိုရှာနိုင်ရင်သူတို့စင်ကြည့်ရရဲ့အမွေနဲ့ကိုစက္ကန့်ခွင့်ရမယ်လို့အကြီးကဲကဆိုလိုက်ပြီးတကယ်လို့တခုခုဖြစ်ပြီးတောင်ပေါ်မတက်နိုင်ခဲ့ရင်ချက်ချင်းပြန်ဆင်းလာခဲ့ဖို့လျှောင်းဝတောင်တခင်ကလာရွေကိုမှကြားလိုက်ပါတယ်တကယ်လို့သူကြာဆုံးသွားခဲ့ရင်တော့လျှောင်းဝတောင်ကိုလာမှာမဟုတ်ကြောင်းနဲ့အခုလိုပြောပြတာကျေးဇူးတင်ကြောင်းပြောကကိုငပြင်းကိုလည်းအန်ရီများပြီးတည်နိုင်တာဖြစ်လို့သူ့နောက်မှာပဲကတ်လိုက်လာဖို့မှကြားကတောင်ပေါ်ကိုစတင်တက်လာခဲ့ပါတယ်တောင်ပေါ်ကိုဆက်ဆက်တက်ချင်းမှာပဲအလွန်မြန်ဆန်တဲ့ဓာတ်ချက်တွေရောက်ရှိလာခဲ့ပါတယ်လာရွေဟာမျက်လုံးနဲ့နားကိုသုံးရင်အစီရင်ရှိတဲ့နေရာကိုခံမှန်းလို့မရတာကြောင့်မျက်လုံးကိုပိတ်ခါစိတ်အာရုံကိုသုံးပြီးဓာတ်ရှိတဲ့နေရာကိုခံမှန်းကရှောင်းတိန်သွားနေခဲ့ပါတယ်